မင်္ဂလာပါမျိုးတို့ကြီးမနေ့တော့ကျွန်တော်ပြီးခဲ့တဲ့အမာကီ6-4တင်းနဲ့ပတ်တီ6-6ကတော့မနေ့မှတင်ကိုပဲ9နှစ်ဆိုပြီးတိုင်းကိုအလဲထိုးကအောင်ဝဲခံပေးလိုက်ပြီဗျာအမာကီရောပတ်တီရောမှန်ခဲ့လို့ပောက်တဲ့သူတွေအားလုံးကိုဂုဏ်ပြုပါတယ်မင်းကွက်ကိုတစ်ပြီးခဲ့တာက9နှစ်ဆိုပြီးတကွက်ထဲကက်လွဲသွားလို့တကယ်ကိုနှမျောစရာပါပဲကဲမနေ့ပိုင်းမှာအောင်ဝဲစပြီဆိုတော့ညနေပိုင်းမှာလဲအိတ်နဲ့လွယ်ဖို့ပြင်ထားကြပါအောင်ညနေပိုင်းတော့ဆိုလို့ရှိရင်3ည5ပတ်တီကိုအပိုင်းပတ်ထားကြပါဗျာမင်းကွက်တွေအနေနဲ့ကတော့50 55 CC 53 3ညခွန်းတို့ပဲဖြစ်ပါတယ်ကဲ၍ဒီ5ကွက်ထဲကမှညနေတကွက်ကောင်းအောချင်တာပဲဖြစ်ဖြစ်တီးတန့်လိုချင်နေဆိုရင်တော့အခုဗီဒီယိုမှာမြင်နေရတယ်ကျွန်တော်ရဲ့ Viber Navali မှာအခုပဲ Biosa ပို့ပြီး2ဒီကန်ဆန်းရင်မင်းကွက်ရရလိုက်ကြတော့ဗျာကျွန်တော်စီမှာလာထိုးတဲ့အမျိုးတွေအတွက်ပဲအပိုင်းကွက်ချပေးသွားမှာပါနေ့နေ့ပိုင်းမှာလည်းပဲအားလုံးတကွက်ကောင်းတွေမိပြီးအောင်ဝဲတွေထက်ဆင့်ခံစားနိုင်ကြပါစေမျိုးတို့ကြီး